ပြန်သွားမယ်စာလံတရားနဲ့လေးအနေ6ကနေဘူးဖတ်ရအောင်တရားလေး6ကနေ9ကိုရောဒီမီကြီးကိုအဝင်းနဲ့ဖုံးတဲ့သူစင်လန်နဲ့ဖုံးတော်၍ရေတို့သည်တောင်များအပေါ်ကျန်နေကြပါသည်တပန်သုံးမတော်မူ၍သူတို့သည်ပြေးကြပါသည်မိုးချုံတော်မူတဲ့ကြား၍အလင်းနဲ့ပြန်သွားကြပါသည်တောင်တို့သည်တက်လျက်ချိုင်းတို့စင်းလျက်သူတို့ကိုခွဲတော်မူသောအရက်တို့ရောက်ကြပါသည်ရေတို့သည်ပြန်လာ၍ရေကြီးကိုလွမ်းမိုးစေခြင်းကမကြော်ရသောနယ်ဆက်ကိုပိုင်းခြားတော်မူသည် ဒီမှာအဲ့တော့ကိုတော်တီးတဲ့မိကြီးကိုအဝတ်နဲ့ထုတ်တယ်လို့လေပြင်လေရင်နဲ့ထုတ်ထားတယ်တပန်ဆုံးမတော်မူယူအဲ့ဒီရေထက်ကနေကုန်ထွက်လာတုံဒီကတက်ပြင်းမှာထိုင်ဒီကဆင်းလက်ရှိရေတို့ဒီပြန်လာ၍မိကြီးကိုမလွန်မှုစေခြင်းကနေဆက်နေနေမျိုးပိုက်ထားတော့ဒါကြောင့်ပြတ်သွားတဲ့ကပါဒီမှာကြီးပြတ်သွားတဲ့ကပါကိုရေနဲ့လောမြုပ်တော့မလားလောမြုပ်သွားတဲ့ကပါထဲကနေဒီကပါပေါ်လာခဲ့လားကပါဦးကျမ်းပြန်သွားရကပါဦးကျမ်းအခန်းချစ်တိအနေကို30ကိုဒီဘက်ကအစင်းလာ၍စားပွဲကောင်းသောအဖင်မျိုးမျိုးကိုထာဝရရှင်ဘုရားသခင်ပေါက်စေတော်မူ၏ထိုဥရဲ့အလယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတည်စွမ်းရာအပင်လည်းရှိ၏မဟုတ်ဘူးကပောက်ချန်တိကိုကနေ30တဲ့နော်ဒီကို30တပန်ဘုရားသခင်ကမိုးကောင်းအောင်နိုင်ရှိမိုးကောင်းတင်အောင်နိုင်မိုးကောင်းတင်အောင်နိုင်ရှိတော့ယေရှုဝိစေကောင်းပေါ်စေအမိန်တော်ရှိတဲ့အတိုင်းဖြစ်နေပြီဒီကုန်းကိုကောင်းပေါ်စေအမိန်တော်ရှိတဲ့အတိုင်းဖြစ်နေပြီချက်ပါမယ်ကုန်းကိုယေရှုရဲ့အမိဖြစ်၎င်းယေရှုဝိရာကိုပင်လေဟူသောအမိဖြစ်၎င်းဘုရားသခင်ခေါ်သမုတ်တော်မူ၍ထိုအရာကောင်းပြီကိုဘုရားသခင်မြင်တော်မူ၏ကဲရပြီမိုးကောင်းတင်အောင်မှာရီမိုးကောင်းတင်အောင်မှာဗါလဲဒါဆိုဒီကပါပြတ်သွားတဲ့ကပါကိုရီတွေပဲဖြစ်မလားမိုးကောင်းကိုအောင်မှာရှိတဲ့ကပါမြစ်ကရီဖြစ်တယ်ရီဆုဝေးစီကုန်းပေါ်စေကိုပြောတယ်ကုန်းကိုမြစ်ကြီးလို့ခေါ်တယ်ကုန်းကဗါလဲရီကိုပြင်လေလို့ခေါ်တယ်ခေါ်ပြီးတိုက်ဖြစ်တယ်ဟုတ်လားအခုလည်းအဲ့လိုခေါ်တာကုန်းကိုဘယ်လိုခေါ်လဲမြစ်ကြီးပြင်ရီဆုဝေးရကိုဘယ်လိုခေါ်လဲအဲ့ဒါကဒီကပါကိုပြုတ်ပြင်းတာနိပေပြန်သွားမယ်နိပေအခန်းကြီးတော့အငယ်ငါဖတ်အောင်ဒုတိယစာဆောင်နော်ဒုတိယစာဆောင်တန်းချီတော့ရှေးကာလ၌မိုးကောင်းကင်လိုကို၎င်းရေထဲကကျွေရေဖြင့်ဒီသောမြေကြီးကို၎င်းဘုရားသခင်လောကတော်ဖြစ်စေတော်မူကြောင်းနှင့်ရပြီရှေးကာလနဲ့မိုးကောင်းကင်ကို၎င်းရေထဲကထွက်၍ရေဖြစ်တည်သောမြေကြီးဘယ်ထက်ကထွက်လာလဲရေထဲကဒီကပါထွက်လာတယ်ရေဖြစ်တည်တဲ့မြေကြီးဒါကြောင့်ပြတ်သွားတဲ့ကပါကိုရေနဲ့လောမြုပ်သွားတယ်မလားအဲ့ဒါကိုပြောဆိုရေထဲကထွက်လာတယ်ဒီကပါလေရေနဲ့တည်ထားတယ်ရေအများဆုံးပေါ့နော်ဒီပညာရှင်တွေပြောတယ်အားလုံးကလေရေကနှစ်ပုံရေကဘယ်လောက်လဲကုန်းကတစ်ပုံပဲဒီမှာကြည့်ရေထဲကထွက်၍ရေဖြစ်တည်ထားတော့မြည်အဲ့ဒါကဘာလို့လဲရေကနှစ်ပုံကုန်းကတစ်ပုံဖြစ်အဲ့တော့တိပပညာရှင်ပြောတဲ့စကားနဲ့ပြောပြ
ဒီကပါဖြစ်လာတာပေလူဖြစ်လာဆိုမိတော့ပောက်ကွဲပြီးမှဖြစ်လာတာလေချိုကြီးလေချိုကြီးပန်းထွက်ပြီးမှလေအဲ့ဒါကကုန်းဖြစ်လာတယ်လေအားလုံးကျွန်တော်အဲ့ဒီမျိုးရောက်မှဒီပံပြတ်ခံသွားဖြစ်တယ်ဒီကပါဖြစ်ပေါ်လာပုံအကြောင်းကိုအတိစီပေါ့နော်ရိုက်ကူပြီးမှဒီမှာကြည့်ပင်လေကန်ဆတ်ခါမှာဟိုချိုကြီးဒီတော့မပောက်ကွဲပူတဲ့နေရာအကုန်လုံးကန်ဆတ်တီမိကြီးနဲ့ยีနဲ့လာဆုံးနေရတယ်နီးရကမှချိုရီတုံးရှိတယ်လောင်ထားတာလေအဲ့ဒါကိုကြည့်ချင်းအဖြစ်ဒီကုန်းဒီကိုချိုရီပန်းထက်ပြမှတည်ထားတယ်ဆိုတာလေဒီပံပညာရှင်ကဖော်ပြအဲ့လိုဖော်ပြတယ်ကျန်းစာမှာလည်းရှိတယ်ကဲစာလံတရားလေးစာလံတရားနဲ့လေအငယ်30နီးမြေကြီးကိုကျေးဇူးတော်မူ၍သူဒီတုံလို့တက်၏တောင်တို့ကိုပို့တော်မူ၍သူတို့သည်မိဖို့ထွက်ကြပါသည်ကဲမြေကြီးကိုကြည့်ရှိမှတုံလို့တုံဒီကိုတိုးစမှာမြေခုထွက်ဘာထွက်လဲမြေခုထွက်ဒါဆိုရင်ဒီကပါတိတိကျမှာဒီပပညာရှင်တို့တဲ့ချိုကြီးပန်းထွက်တယ်ဆိုတာလေကျန်းစာမှာလည်းရှိလားရှိတယ်မြေခုထွက်လာတယ်ကျွန်တော်ခရီးသွားတဲ့ချိန်မှာဒီပေါ်ကနေရိုက်တယ်ဟိုလေဒီကပါဟိုလေတစ်ချက်ဒီမှာကြည့်ကျွန်တော်ကိုယ်တည်းရိုက်ထားတယ်နော်ပုံစံကိုကြည့်အမျိုးမျိုးလိုက်ဒီကပါကိုလေပေါ်နဲ့ရိုက်ထားတယ်အောင်ပုံစံကိုကြည့်လိုက်ဒီကပါရဲ့မျက်နှာပြင်ပုံစံကိုကြည့်လိုက်နော်ဒါကချိုရီပန်းခက်တင်ထားတဲ့ပုံစံပဲမဟုတ်လားတုံကြောဒီကြည့်အဲ့ဒါကမိကြီးတွေကတက်နုနဲ့တက်ရင်ဆိုတာတော့ထားခွဲထားတယ်ဒီကပါဖြစ်တာကတခါလေတက်ပြိုင်လည်းမဖြစ်ဘူးမိတုံပောက်ခွဲတာဟုတ်ဟာဝေးကျူးအမေရိကန်ပိုင်တယ်မလားဟာဝေးကျူးကမိတုံပောက်ခွဲပြီးမှဖြစ်လာတာဘသူမှဟိုငါတို့နိုင်ငံငါတို့မိကြီးလို့မပြောဘဲနဲ့လေပဇာပြည့်နေတဲ့ချိန်မှာအမေရိကကဒါငါနိုင်ငံတော့ယူတာလေဂျပန်နိုင်ငံနားလေးမှာဟာဝေးကြီးကလေတော့ယူထားတာအဲ့ဒါချိုကြီးပန်းထွက်ပြီးမှတည်ထားတာဒါကြောင့်တညာနဲ့တညာကျုံဖြစ်လာတာတူလားအခုပင်လေထဲကနေချိုကြီးပန်းထွက်ကျုံဖြစ်လာတယ်တဲ့လားအဲ့ဒါဒီကပါမီကြီးမူလကပါရင်နဲ့လောမျိုးပြပြစီတော့ပြီးမှအဲ့ဒီပြုတ်ပြင်းတဲ့ကပါကလည်းအားလုံးကပါဆိုရင်ချိုကြီးပန်းထွက်ပြီးမှတည်ထားတယ်ဆိုတာတက်တီဖော်ပြကဲဒါကြောင့်ဒီကပါကိုဒီနေ့ဟန်စင်းတယ်လို့မပါဘူးအခုကျွန်တော်နေတဲ့ကပါလေပြုတ်ပြင်းဆိုတဲ့စကလုံးပါတယ်ကဲကြည့်အောင်ဟေရှာယ55အငယ်78မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသောသာရဘုရားမြေကြီးကိုပြုပြင်ဖန်ဆင်း၍အမြဲတည်စေတော်မူသောရှင်ချင်းဤဖန်ဆင်းသည်ဟုတ်တတဝါနေတရားကိုဖန်ဆင်းတော်မူသောဘုရားသခင်မင်းတော်မူကကဲရပြီမိုးကောင်းကင်ကိုအဲ့မှာစကလုံးတေချာချစ်မယ်နော်ထပ်ဖတ်ပြီးမယ်တာထပ်ဖတ်ပြီးမယ်မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသောသာရဘုရားမြေကြီးကိုပြုပြင်ဖန်ဆင်း၍ရပြီမိုးကောင်းကင်ကိုဖန်ဆင်းတော်မူသောဘုရားမြေကြီးကိုပါလေပြုပြင်ဖန်ဆင်းတော်မူသောဘုရားအဲ့မှာလေဒီကပါမှာပြုပြင်တဲ့ကာလဒီကပါမြေကြီးကဖန်ဆင်းတာပေါ့ပြုပြင်တာဒါမဲ့ဒီကပါပြုပြင်တဲ့ကာလမှာမိုးကောင်းကင်ဖန်ဆင်းတယ်ဆိုတာနီရီလာလေနီရီလာဒီကမိုးကောင်းကင်မှာရှိတဲ့ဖန်ဆင်းတာလေအဲ့ဒါကိုဆိုလို့တဲ့ကဲကပောက်ချံပြန်သွားမယ်တစ်ချက်တော့ကပောက်ချံတိ16စက္ကူ16စက္ကူထို့သောဘုရားသခင်သည်လင်းအိမ်ကြီးနှလုံးတည်ဟူသောနေ့ကို
အုပ်ဆိုးရတော့အကြီးတစ်လုံးညကိုအုပ်ဆိုးရတော့အငယ်တစ်လုံးနဲ့တကွာကျဲများကိုဖန်ဆင်းတော်မူပြီးရင်နေကြီး၌ရင်းစေခြင်းမှာ၎င်းနေကိုအုပ်ဆိုး၍အလင်းနဲ့အမောင်ကိုပိုင်းခြားစေခြင်းမှာ၎င်းမိုးကောင်းပင်နဲ့ကျဲ၌ဘုရားသခင်ထားတော်မူ အဲ့မှာပြောဆိုမိုးကောင်းကင်မြက်နဲ့ကျက်မှာနီရီလာကျဲတယ်ခံစင်တာလေဒီကပါရောမရှိသေးဘူးဘိုးလာကပါရောလေအခုလူကပါဖြစ်လာတဲ့ချိန်မှာပဲမိုးကောင်းကင်မှာရှိတဲ့မြက်နဲ့ကျက်ပါလေနီရီလာကျဲတယ်ခံစင်တာဒါကြောင့်ဟေရှာယမှာပြောလို့ဆိုရင်မိုးကောင်းကင်ကိုခံစင်တယ်မိုးကောင်းကင်ပါလေမြေကြီးကတော့ပြုတ်ပြင်းတယ်မြေကြီးကပါလေပြုတ်ပြင်းတယ်ကဲကပောက်ချမ်းပြတ်သွားမယ်ကပောက်ချမ်းနေ့အငယ်တော့ကပောက်ချမ်းခိုင်းခြင်းနေ့အငယ်တော့အဲ့ဒါဟန်စင်ချီမူကြီးအဖြစ်တယ် ဆိုတတမနေကိုဘုရားသခင်ဒီကောင်းကြီးပေးတန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုရာအလုံးစုံတို့သည်ပြီးစီးသောကြောင့် ကဲရပြီဟန်စင်ပြုတ်ပြင်းတယ်ညပါလေဟေးဟန်စင်တယ်တမ်းဒီလိုအတိဟန်စင်တာမဟုတ်ပြုတ်ပြင်းပါလေ ပြုတ်ပြတယ် ita sui than sin la asa o ne phya kin di kaung kin ni chu ba la than sin ara mula ka ba la ဘူလာကပါ ta ga ro than sin la mo pyu pi na ha lo la ပြုတ်ပြတယ် e ta sui piat twa lo pi na le he pyu pi na ka ba pyu pi na ka cho ya cha de ne ya la ချာရက် ke di lu ka ni ta thong sui phya pa ne ya de yaလူကနိတထောင်းဆိုဖျားပနေရလေတရက်တာဆူဟီဒီကပါဖန်စင်းတာလူရဲ့ရက်လားဖျားရက်လား ပြာရက် ဖျားရက်နဲရမပူမနေ့ဖျားကမန်ကဒန်လူတစ်ဖက်ကလူပုံစံမို့တီတီချာချင်းပြီးတော့ဒါကြောင့်ကျန်လူဖျားလက်တော့ကိုအဲ့ဒါအခြေခံတီးပြီးဆိုရင်အရုပ်ဖျားရယုံရတဲ့အရာကခဏလို့အရင်ကတည်းကဖျားချင်းတော့မယ်အာမင် အမေ အေးအဲ့ဒါကကျန်လူဒီနေ့ဖျားလို့တဲ့လို့ဆောင်ကြောက်ကြည့်ပါဒါကြောင့်ဖျားကပြုတ်ပြင်းတာဒီကပါတစ်ခုလုံးကိုဒီမှာကြည့်ဒီကပါတစ်ခုလုံးကိုပါနဲ့လောင်းမျိုးပြီးပြည့်စည်တော့လားဒီနဲ့လောင်းမျိုးပြီးပြည့်စည်တော့မလားဖြည့်စည်တာကဖြည့်စည်လို့ရတယ်တစ်ခုလုံးမဖြတ်ဘူးအပေါ်ရံဖြတ်တယ်ဘယ်တော့ဖြတ်လဲ ပေါ်ရ ကဲနိပေအနိပေမောကွာတော့မယ်ဆာလံတရားနဲ့လေအငယ်30ဟိုမှာပြုတ်ပြင်းတဲ့အကြောင်းအဲ့မှာပါငယ်30အငယ်30တဖန်ဝိညာဉ်တော်ကိုလွတ်၍သူတို့ကိုဖန်ဆင်းတော်မူပြီးမြေကြီးမျက်နာကိုအသက်ပြုပြင်တော်မူ၏မြေကြီးမျက်နှာပြင်ကိုပါလဲပြုတ်ပြင်းဒါဆိုရင်တစ်ခုလုံးလားမျက်နှာပြင်လားအပေါ်ရန်ကြောပြတ်သွားတဲ့ကြောတွေလေကိုင်းလားကားပြင်နေဆိုရင်ကားပြတ်သွားလို့ပြင်လို့ဆိုတစ်ခုလုံးပြင်တယ်လားပြတ်တဲ့ကြောပြင်လား ပြတ်တဲ့ချာ အဲ့ဒါခါလိုက်တာ မြန်လာဦးအဲ့တော့ကာသမကမြန်ပြတ်လေအစီအစဉ်အဲ့ဒါပြုတ်ပြင်းမျက်နှာပြပြုတ်ပြင်းကဲဖန်ဆင်းချီမူကြီးစပြန်တော့ကပောက်ချခန်းချီအငယ်နေ့ကနေတုံးဖရ မြေကြီးဒီအစင်းတံမရှိလွတ်လလာဟာဖြစ်ပြီးနည်းနည်းရာရက်ကိုမမိုက်ဖုံးလွန်၍ဘုရားသခင်ဤဝိညာဉ်တော်သည်ဒီမျက်နာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏ဆက်ပါမယ် ဘုရားသခင်ကလည်းအလင်းဖြစ်စီအောင်မင်းရှိ၍အလင်းဖြစ်သည် ရပြီအဲ့ဒီအလင်းကညီရဲ့အလင်းမို့လာရဲ့အလင်းမို့ဖျားရဲ့အလင်းဘသူအလင်းလဲဒါဆိုရင်ဖျားအလင်းကမိရှိပေါ်ရောက်လာတဘောပေါက်လားမိရှိမျက်နှာပြင်မှာလှုပ်ရှားတယ်ဟုတ်လားအေးအဲ့ဒါကပြုတ်ပြင်းနေဖျားကိုတော်တယ်လေပြတ်သွားတဲ့အကျော်တွေအကုန်ကိုင်ဟာလေလုယာ အမေ ဒါကြောင့်ဒီကပါမီကြီးကိုပြတ်သွားတဲ့ကပါပြုတ်ပြင်းနေပြုတ်ပြင်းပြီးမှလူလက်ထအားသူလက်ထအားလဲကပောက်ချခန်းချီတီ28
အချင်းတို့များပြားစွာမွေးဖွားကြလောမြေကြီးကိုပြည့်စွေနိုင်ကြလောပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငါတို့ကို၎င်းတက်ရှင်၍မြေပေါ်မှာလှရှားတတ်သောသူဆန်ပေါင်းတို့ကို၎င်းအဆိုးကြလောမင်းတော်၍သူတို့ကိုကောင်းချီးပေးတော်မူသည် ရပြီဒီကပကိုပြုတ်ပြင်းတယ်ဒီကပကိုဗါလဲပြုတ်ပြင်းပြီးမှလူကိုကောင်းချစ်ပေးတယ်ဒီကပကိုအဆိုးလို့နိုင်လို့အာနာလေဒီကပရဲ့တခင်ဒီကပရဲ့ပိုင်ရှင်အဆိုးတော်ပြင်းတယ်လေလူပြင်းတယ်လူလက်ထက်မှာဘုရားစာအလဲကဲအခုပြန်စစ်စမ်းနော်မူလကပနဲ့မူလကပနဲ့ပြုတ်ပြင်းတဲ့ကပဟာပေဟာပူကောင်းတယ်ကဲစိတ်ရှိတဲ့ဖြီလို့ရနော် တော့ဟုတ်သလား ဒါတော့တော့ပါလေကောင်း ကဲ ချမ်းမှုကပါ မူလကပနဲ့ပြန်ပြင်ထားတဲ့ကပပေါ့နော်ပေဟာပူကောင်းတယ်ထင်တယ် ဒါပေမဲ့တော့ပိုကောင်းတယ်ဝေးတော့ပြင်တော့ကွာ ကဲမူလကပပူကောင်းတယ်ဆိုတဲ့လူလက်ထောင်လေဟောပြောပြီမထောင်တဲ့လူကဒီကပပူကောင်းတယ်ပြုတ်ပြတဲ့ကပကောင်းတော့ဟာလားဒါမှမဟုတ်ကြားမှမနေနဲ့နော် ဆရာကြီးရဲ့ခိုင်မှာပဲနေ နမူနာပြောပြမယ်နော်နမူနာအရင်တော့မြန်မာနိုင်ငံမှာဖုန်းကကျူးဖုန်းဘာဖုန်းလဲ ကျုပ်ပေါ့ တော့ပေါ်မယ်ပေါ့ ကျူးဖုန်းအဲ့ဒါတော့မကြခင်မှာချင်းဖုန်းပေါ်လာတယ်ကိုချင်းနေဖုန်းပြောတာမဟုတ်ဘူးချင်းတော့လေဆွဲချင်းလေဖုန်းတတိယကကားတဲ့တဲ့တော့လေကျူးဖုန်းကယူသွားလို့ရလား မရ မရဘူးဒါဆိုရင်ချင်းဖုန်းကယူသွားလို့ရတယ်ဆွဲချင်းထဲမှာရှိတဲ့ဖုန်းလေ ရတယ် နောက်မကြခင်ဆဲဖုန်းပေါ်လာကဲကျူးဖုန်းနဲ့ချင်းဖုန်းပြပို့ကောင်းလား ပေါ့စတာ ဆယ်ဖို့ဆယ်ဖို့ပိုကောင်းတယ် ဒါကြောက်ချက်ချင်းချင်းဖုန်းပို့ကောင်းတယ်အခုဘာလို့ဆိုရင် iPhone တော့မှလေပထမ iPhone နဲ့တူကြက iPhone ပြကောင်း သူ တယ် တရား တူကြနဲ့တက်ကြ တရား တက်ကြနဲ့စတူတာ ဆယ်ဖို့က စတူတာနဲ့နောက်ဆုံး နောက်ဆုံးပေါ့ အေးကြာလေကောင်းလေတဲ့လား ကဲမူလကပတက်ရှိတော်ရည်အရင်တော့နော်မူလကပရဲ့တက်ရှိတော်ဒီကတိုင်နူဆိုဟာလား အဲ့တော့ အေးခီရီချေတဲ့ရောက်လာလဲထားတာပြတ်နေတယ်။အော်ဒါမဲ့ပုံမှုရှိရှိအဟောင်းချူရ အဟောင်းပဲကြိုက်တယ်ပထမကဘာပဲကြိုက်တယ် ဒီဟုတ်တယ်ဒီမှာဘာဖြစ်လို့ ကျေပဲ လာပြီ ဆောက်ခိုင်းတာနော် တော့ခဲ့ ဟုတ်တယ် ကဲမူလကပါရဲ့တက်ရှိတော်ရာဒီတာလေးပဲ ဝဲတော့ မူလကပါတက်ရှိတော်ဒီတက်တယ်ဝါဒီကပါမရှိလား မရှိရှိဘူး မရှိဘူးမရှိအခုဟိုရုပ်ရှင်ကားတဲ့တော့တွေ့ရတယ်လေ အဲ
ဒီရုပ်ကျွေးကိုယူပြီးမှရုပ်ရှင်ကားတဲ့ကတော့လုတ်ပြတာပေါ့နော်ဒီကပါကုစလုံးနေတဲ့ကပါမှာဒီတက်ရှိတော်လည်းမရှိဘူးအဲ့ဒီတမဒီရုပ်ချင်းကိုဒီစီမှာခုရောက်နေတာကျွန်တော် PPC ကတရင်ကြလို့ဒီဦးရတယ်ဒီစီမှာတော့ရုပ်ချင်းဘယ်လောက်ရှိတယ်လဲဆိုတဲ့လုံးစောတယ်45ปีဘယ်လောက်လဲ45နောက်ထပ်လဲဒီတက်ရှိရပေါ်လာကြတယ်ปีမပြောဘူးအဲ့ဒါကို2016လောက်ကလေတရင်ကလည်းကြားတယ်တဲ့လားဒါမဲ့ปีမပြောလို့အဲ့ဒါအခုတက်ဒီစီမှာရောက်နေတဲ့ဒီအယူစုက45ปีရှိတယ်နည်းနည်းကြာမယ်အဲ့ဒီပြတဲ့လို့နေရတယ်အဲ့ဒါကဒီတက်ရှိတရဝရီကဒီကဘာမှာရုပ်ချင်းမရှိရလေကျွန်တော်ဆန်ဖရန်စစ္စကိုမှာတက်ရှိဟောင်းတူတီတနာဖော်ထုတ်တဲ့ရုပ်ချင်းတွေလေတက်ပြရမှာရုပ်ရှင်သွားကြည့်ရတယ်ပြတဲ့မှာအဲ့ဒီကြည့်တော့ညက်တကုံကဆေလောက်ရှိကွာညက်လေအိုးရင်တူဝတ်ထားရင်းနဲ့မြင်းချင်းနဲ့မြုပ်သွားတာလေအဲ့ဒါကိုအကုန်လုံးပြတာအယူစုကလည်းစင်ချီတော့တဲ့ချီအိုးလိုက်လေအဲ့တော့မူလကပါတော့ကြောင်တကုံကကျွဲလောက်ရှိတယ်ကြောင်တကုံဘယ်လောက်ရှိလဲကျွဲလားအခုကြောင်နဲ့ဟိုကျွဲလောက်ရှိတဲ့ကြောင်ကပြာချိဆက်ကောင်းတယ်အခုပိုချက်ဆရာကောင်းတယ်အခုတေးတေးလေးထဲထားလို့ရလေအခုကြော်တီးလေးချိဆက်ကောင်းတယ်ကျွဲလောက်ဆိုခင်ဗျာစားသွားမယ်ခင်ဗျာသွားချိလို့မရဘူးအဲ့ဒီတက်ရှိတော်ရီကျင်းလို့အပေါ်ကြည့်တိပံပညာရှင်တွေပါပြောလို့ဆိုရင်ဝါရဲ့မျိုးပီဇာနဲ့မြက်ပြင်းမျိုးပီဇာကတူတယ်တဲ့လားမူလကပါရုံကမြက်ပင်ကဝါတဲ့အခုကတော့ဝါမြက်ပြမြက်တယ်လေဘာကြောင့်လဲဆိုရင်မူလကပါရုံကတက်ရှိတူရီကတီအစာအဖြစ်ပြီးပို့ကဝါကိုမြက်ပြလောက်ထားမှရတယ်တဲ့လားအဲ့တော့ပြန်စဉ်းစားကြည့်တယ်မူလကပါရုံကတက်ရှိတူရီအခုတက်ရှိတူရီပြပူလာမူလကဘာရောတက်ရှိတော်ရနဲ့ခုတက်ရှိတော်ပြပူလာတယ်အခုတက်ရှိတော်ပူလာတယ်ချစ်ချက်ကောင်းတယ်မဟုတ်လားအဲ့ဒါခုပြန်စဉ်းစားမနော်မူလကဘာမှာနီရီလာရီမရှိဘူးပါရီမရှိလားကျေရီမရှိဘူးဘာရှိလားအလာဒီစင်တယ်အခါနာတယ်လေဒါဆိုရင်တာလားတာတယ်တက်ရှိတော်ဆိုရင်အခုတက်ရှိတော်အလားအဆဆရလေအဲ့တော့ဘလို့လာတယ်လဲဆိုဖျားကိုလည်းပြောတယ်ကပောက်ချမ်းအခန်းจิตတိ30တိဘုရားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုရင်အလွန်ကောင်းသည့်ကိုမြင်တော်မူ၍ညဦးနှင့်နနက်သည်သတ္တမနေ့ရက်ဖြစ်သည်ဘုရားခင်ဒီမိမိဖန်ဆင်းသမျှတို့ကိုကြည့်လေအလွန်ကောင်းတယ်ဖန်ဆင်းသမျှကဲပြောမယ်ဖန်ဆင်းသမျှမူလကလည်းစားတာသမျှဆိုရင်ဖန်ဆင်းတဲ့အလုံးထဲမှာဒီကဘာကအလွန်ကောင်းတာဟာလေလုယာကိုကြည့်မူလကလည်းအခုတိကိုပြောနေတယ်လေဖန်ဆင်းပလာခက်သမျှထဲမှာဒီကဘာကအကုန်ဆုံးတာဟာလေလုယာကြိုက်လားကြိုက်တယ်မကြိုက်လည်းကြိုက်နော်မချိုက်လဲနေရတာအဲ့တော့ဒီကဘာကအကုန်ဆုံးအရာပြောရစကားလေဖန်ဆင်းသမျှထဲမှာဒီကဘာကအကုန်ဆုံးဟာလေလုယာအာမင်ဒါကြောင့်ဖယားခင်ဖန်ဆင်းတဲ့လက်တော့စဉ်းစားကြည့်ဒါကြောင့်ကဲဒါဆိုရင်ဖန်ဆင်းခြင်းကြောင့်လည်းခမရတို့မျက်စိတဲ့မြည်အောင်ပြောမယ်အမုံကာလကတရားပြုပြင်ဖို့ရေးဆွဲတဲ့ကာလတော့ကြပြဖို့လေဘယ်လိုရေးဆွဲတယ်လဲဆိုရင်ဒီမှာကြည့်ပြန်နေတဲ့ငှက်အမျိုးထဲလားမျိုးပေါများကြီးလားမျိုးပေါများတယ်
အမျိုးပေါ်အများကြီးကိုတမျိုးချင်းကိုစိတ်ကူးရတယ်ဗျာလေကြံစီရတယ်လေအဲ့တော့ငဲ့အယုံဘလို့လုံးလဲအသားဘလို့လုံးလဲသူစားလဲစားပါကြက်မယ်သူစိတ်ဘလို့ထားပေးမယ်စားပြီလေငဲ့တမျိုးကိုစဉ်းစားပြီးသူကြိုက်ပြီးဆိုစိတ်လို့ထားတယ်တင်ထားလိုက်ပြီးတမျိုးပြုံးရေးဆွဲတဲ့ကာလအဲ့ဒါကဘာလို့လဲဆိုရင်ဒီသူစိတ်ကိုရှိတဲ့မှာတင်ထားလိုက်ဦးနောက်ထဲမှာလေကွန်ပျူတာထဲမှာစိတ်ကူးထားတယ်နော်ဟုတ်လားတင်ထားတယ်နော်အဲ့တော့တင်ထားလိုက်ကဲအခုပြန်နေတဲ့ငက်တရံကိုပြီးတော့ပြီဆိုရင်ကုန်းတရဝကဲကုန်းတရဝကတမျိုးထဲကအမျိုးပေါင်းများကြီးကဲကြားဆိုရင်အမျိုးပေါင်းများကြီးမွေဆိုရင်အမျိုးပေါင်းများကြီးကြုံဆိုရင်အမျိုးပေါင်းများကြီးခွေးဆိုရင်တမီတရမျိုးပေါင်းတခုချင်းကိုအဲ့ဒါရေးဆွဲဒီအမောက်ကာလကရေးဆွဲတော့ကရေးဆွဲတဲ့ကာလပြီးသွားပြီလားဆိုကုန်းတရဝပြီးပြီရီတရဝတဲ့အမျိုးထဲလားအများကြီးလားရီတရဝမရှိမတော့များတယ်ဟဲ့လားအမျိုးလိုက်ကိုအဲ့ဒါရေးဆွဲနေတာဖြစ်စေကတော့ခါတဲ့နေဖြစ်တာသူ့ထဲမှာရှိပြီးတော့ကိုနှုတ်မွဲလာနဲ့လေကျန်းစာထဲမှာရှိတယ်စိတ်နှလုံးရှိဒီတိုင်းနှုတ်မွဲတယ်စိတ်လုံးရှိဒီတိုင်းပါလေနှုတ်မွဲတယ်ဟဲ့လားနှုတ်မွဲလဲတော့ထွက်လာတယ်လေဖျားစိတ်ထဲမှာရှိတဲ့ထွက်လာတယ်လေထွက်လာတော့ကျန်းစာထဲမှာရေးတယ်သူတို့ကိုခန္ဓာကမိကြီးကယူတာသူတို့ကိုခန္ဓာကပါလေမိကြီးကလည်းဖြစ်ပြီးမှအသက်ရှိတယ်လို့ဖြစ်လာဒါကြောင့်အဲ့ဒီအမုံကာလကရေးဆွဲတဲ့ကာလအဲ့တော့ဒီပြုတ်ပြင်းတဲ့ကာလကနော်6ရက်ကြာတယ်မဟုတ်လားဘယ်နှစ်ရက်လဲ6ရက်အဲ့ဒါပြုတ်ပြင်းတဲ့ကာလအဲ့တော့အလုံးကောင်းအန်စင်းပြီးမှဒီကပါကိုအုပ်စိုးလို့နိုင်တော့ဘယ်သူကိုပြေးတယ်လူကိုပြေးတယ်ဘယ်သူပြေးလဲလူကိုလုတ်ပိုင်ကိုပြေးလိုက်ကဲဒါဆိုရင်ပထမမူလပိုင်ရှင်ရှိလားဒီကပါမူလပိုင်ရှင်ရှိလားဘယ်သူလဲရှိတယ်ကောင်းကင်တမအခုနတ်ဆိုးပေါ့သူတို့ကြိုက်လားသူတို့ကျင်နေမလားဒီကပါတဲ့တာကိုကောင်းအောင်လုပ်ပြမှာလေအယုံတွေအကုန်ထောက်လုပ်ပြမှာလေလူလက်ထက်အားလဲတော့ကိုအကုန်ကမကျင်နဲ့တော့ဒီမှာကြည့်ကပောက်ချမ်းအခန်းကြီးတော့တိကနေငါနော်မဖမ်းနဲ့တော့နော်ချင်းချူအဲ့တော့စာတန်ကပေထဲဝင်သွားစမွေထဲဝင်သွားတယ်ပေထဲဝင်သွားလဲမွေထဲဝင်ပြီးမှဥယျာဉ်မှာရှိတဲ့မြတ်မဆာရဟုတ်တယ်လားအဲ့တော့ဒီမှာကြည့်စာတန်ကမွေထဲကနေပြီးမှဥယျာဉ်မှာရှိတဲ့မြတ်မဆာရဟုတ်တယ်လားဘသူမေးလဲဆိုအေဝါတို့မေးလဲအေဝါကိုမေးတာကဲအာတန်နဲ့အေဝါဘသူဖန်ဆင်းလဲဘသူအရင်ဖန်ဆင်းလဲအာတန်နောက်မှဘသူဖန်ဆင်းလဲအေဝါကိုဒါဆိုဖျားစကားကဘသူထဲမှာရှိလဲအာတန်ထဲမှာရှိတယ်မဟုတ်လားစာတန်ကအာတန်စီတွားတယ်လားအေဝါစီတွားတယ်အာနေတဲ့ဖက်မှာလေဒီမှာကြည့်တိမောသေအခန်းကြီးနီအငယ်ဆက်လေးမှာမဖားနဲ့တော့ခုနဖားပြီးအာတန်ကိုရှိဦးစာဖန်ဆင်းတော်မူ၏နောက်မှအေဝါကိုပါလဲဖန်ဆင်းတယ်အာတန်ဒီလက်ဖြားခြင်းမခံမိမဒီပါလဲလက်ဖြားခြင်းခံယူကြည့်ကဲပြောပြမယ်အဲ့ဒီစီကိုစာတော်နေမှာမျက်စိပွင့်လင်းပြီးမှဖျားခဲတော့ဖြစ်မယ်ဘယ်လိုဖြစ်မလဲဖျားခဲတော့ကဲဖျားမကြိုက်ဆုံးအရာကပါဆိုဖျားရှိတဲ့ဖျားဖြစ်အောင်လုပ်တာဖျားကြိုက်လားမကြိုက်ဘူးကဲကောင်းကင်တမန်ဟီရူပီရိုဖွဲ့လေ
ပါဖြစ်ခြင်းစိတ်ရှိလို့ဆင်းလာတယ် ဘုရားဖြစ်ချင်း ဖျားဖြစ်ခြင်းစိတ်ရှိလို့ကောင်းကင်နေထုတ်တော့မလားဖျားမကြိုက်ဆုံးကိုတင်ပြတာအဲ့ဒီဒီကိုစားရနေမှာမျက်စိပွင့်လေးပြီးဖျားဖြစ်မယ်ဒါဆိုရင်ပါဖြစ်ခြင်းစိတ်တင်ပြလိုက် ဘုရားဖြစ်ချင်းစိတ် ဖျားဖြစ်ခြင်းတော့စိတ်တင်ပြလိုက်တာလေဒါနဲ့ဧဝကအဲ့ဒီဒီကိုဒီစားသွားတယ်ကဲအာတောင်းစားလားကဲအဲ့ဒါတစ်ချက်ဖတ်ဖို့ဖတ်ပြဖို့ဟိုမှာလက်ဖြတ်ခြင်းမခံဆိုတဲ့စလုံးကြီးတာတိမောတိအထိုင်ကြီးစလေးဖတ်ပြဖို့တိမောတိဖတ်မယ်တာ托马达巴阿兰迪雷撇清过嘛看，美马迪雷撇清过看月，轮就一 ထူမတပါအာတန်တီလက်ဖြတ်ခြင်းကိုပါလဲမခံ 嘛看， စားလားအာတောင်းစားလား 啥的？ ဒါမဲ့အလင်ခံရတယ်လို့မပြောဘူးအလင်မိတာဘယ်လိုလဲဆိုအေးဝ 哎哇， ကဲသူတို့ညောက်စားရည်ချက်လေးနဲ့ပြောမယ်အေးဝစားတဲ့ရည်ချက်ကစာတန်ပြောတဲ့အတိုင်းတရားမှာတရားယုံပြစားတယ်အလင်ခံရတယ်အာတန်စားလား 啥的？ သူစားတာပါရီဆက်စဲအဲ့ဒါစာရင်တည်မယ်ဆိုပြီးစားတာလေမတူဘူးတည်မယ်ဆိုတာလေကဲအာတမ်ကိုအရင်ဖန်ဆင်းမလားအာတမ်ဘယ်သူအရင်ဖန်ဆင်းနေဒီမှာကြည့်ကောင်းမကောင်းအပြင်အတီးကိုမစားရလို့တားမြစ်တော့ကအေးဝရှိပြီလားရှိပြီအေးဝမရှိသေးဘူးအေးဖယားစကားကိုအာတမ်ထဲမှာရှိတယ်ဒါကြောင့်အဲ့ဒီအတီးကိုစားရင်တည်မယ်ဆိုတာသူကဘသူစကားယုံပြစားတယ်လို့ဆိုရင်ဖယားစကားကိုယုံပြီးမိမစကားနားတယ်ကဲအမ ဆရာလာလဲကွာဒီလိုပဲပေါ့ပေါ့ 啥？ ကဲဖကပောင်းကြတော့twin ပြပြောတာမဟုတ်အမှန်တည်းတရားပြောတယ်တရားဟောဆရာရှိနေတယ်သူလေစကားကိုလေကဲကပောင်းကြတော့စကုန်ပါမယ် ဘောင်ချခတိတုံး အငယ်စကုန် ယောက်ျားကိုလည်းထိုအပင်ဤအတီးကိုမစားရဟုငါပြည့်ညက်တော်လဲတင်းဒီမယားဤစကားကိုနားထောင်၍စားမိသောကြောင့်မြေဒီတင်ဤအတွက်တင်ချင်းကိုခံရရှိ၏ ရပြီဆိုမှကြည့်မရရဲ့စကားကိုနားထောင်ပြီးစားတယ်ဒီမှာအလင်းမခံရလို့ပြောတယ်အာတန်စားလား စားတယ် ဒါမဲ့ဖះပြောတယ်အလင်းမခံရယောက်ျားဒီအလင်းမခံရဘာလို့အလင်းမခံရဆိုပြောတယ်လဲဆိုရင်စိုက်တင်မယ်ဆိုတာတိလား 对的， ဖះစကားကအာတန်ထဲမှာရှိတာ 是的， ရှိတယ်ဖះပြောတဲ့မြတ်တလုံးမချအာတန်ထဲမှာရှိတော့အဲ့ဒီအာတန်နဲ့စာတန်ဝင်လို့မရဘူးဘသူဆရာကဝင်လို့ဆိုရင်ဖန်ဆင်းတာမကြတိဘူးအေးဝတယ်အဲ့တော့နှုတ်ကပတ်တော့မရှိတဲ့အေးဝစီကဝင်သွားတော့ယုံတာဖះစကားယုံတယ်နားထောင်တာဘသူစကားနားထောင်တယ် ဘယ်မှာ မင်းမစကားကျွန်တော်စဉ်းစားကြည့်တယ်အဲ့တော့တပိစံကဆုံးတဲ့တပြည့်နဲ့ဖန်ဆင်းတာလေလူကတော့ဆုံးတဲ့ခါနဲ့ဖန်ဆင်းဘူးလူပြဖြစ်ပြီးမှပေးစားတယ်အကြိုင်းဒီပြီးမှဖန်ဆင်းတော့ကျွန်တော်စဉ်းစားတယ်ဖျားနဲ့အာတမ်ပါတော့လေမိမနဲ့ပါတော့လေလင်းမြေအဲ့တော့သူစဉ်းစားမယ်နော်你ဝင်ပြီးဆိုရင်အဖေလာတော့မလဲလေမြကွဲတော့မယ်အဲ့တော့ဒီမိမယူယူရတာမို့အတေခံပြရတာတော့ကြီးစွာအိပ်ပြမှာလေရတာပြောင်း
နောက်ခါအတိမဖန်ဆင်းပြီးပြန်လုံးမိမစကနာထောင်းမလားအဖေစကနာထောင်းနီဝင်ခါနေတိသူစဉ်းစားကြံပတဲ့တော့မရှိပါနီဝင်တီတီသူဝင်ခါနေတိစဉ်းစားနီဆောင်းတဲ့ချက်မလာတော့မယ်ဒီပစ္စလိုက်တယ်ထူတော့တေးမယ်ဆိုတီးပစ္စတာဘယ်လိုစားလဲတေးမယ်ဆိုဒါကြောင့်အလင်းမခံရဟောဖျားပြီးမယ်လို့စားတာဟောတေးမယ်ဆိုတာဖျားစကားကြုံပြီးမှမိမစကားနားထုံတာယောက်ျားတမိုင်းကအဲ့လိုစားတယ်နော်ဒါကြောင့်မိမတွေကယောက်ျားချစ်တယ်ယောက်ျားကမိမချစ်တယ်တာတယ်အတေးခံပြီးချစ်တယ်အိုင်ကွက်အမေမြဲနေမှာနော်အတေးခံပြီးမှစားတာအဲ့ဒါခရစ်တော်နဲ့အတင်းတော်လည်းပုံဆုံးတယ်ကဲယောအော်ပါလေယောအခန်းကြီး30ဆက်ရှိအာမင်ဆက်ရှင်နော်ဆက်ရှိငါအသက်ကိုဘယ်သူများမလို့နေဘူးကိုအလိုလျောက်ငါဆုံး၏ကိုအသက်ကိုဆွံ့ရတော့အခွင့်နဲ့နောက်တစ်ခါကိုအသက်ကိုယူပြန်ရတော့အခွင့်နဲ့ငါနိုင်ရှိသည်ထိုအခွင့်ကိုအမဲတော်ဒီပေးတော်မူဒီဟုမြင်တော်မူယေရှုလောကကိုလာတင်မဲဆိုတာသိလားသိတယ်လူကလာပါဆိုပြီးခေါ်ပြလာတာမဟုတ်သူအလူလျော့နဲ့ဒီခါလာလေသူတေချင်းအဖြစ်ပြန်ရှိချင်မှမရရသွားတယ်လေအဲ့ဒီလိုပဲခရစ်တော်ဒီနေ့လောကမှာအတေခံမဲဆိုတာတည်ရတဲ့လောကကိုလာတယ်ဒါဆိုင်တည်မဲဆိုတာအာဒံတိလားတည်ရတဲ့ဘသူချစ်ပြီးမှစားတယ်မိမချစ်ပြီးမှအတူတည်မဲမထိုးတော့ဘူးစားလိုက်တာအဲ့ဒါယေရှုနဲ့အတင်းတော်ကိုဆိုနော်အဲ့ဒါအရေးကအဲ့ဒါမှာပေါ်ပြတာဖြစ်တယ်ကဲဒါကြောင့်ဒီနေ့ပါလို့ဆိုရင်အပိတရားကတယောက်တော်သူဆိုတာအေဝပြောတာယောမခန်းကြီးငါစနိခါယောနဲ့စနစ်ဒီအကြောင်းအရာဟူမူကားအဖြစ်တရားဒီတရားတော်သူအားဖြင့်လောကသို့ဝင်၍ဒီတရားဖြင့်တည်ခြင်းတရားဝင်သည်သူအပေါင်းတို့သည်အပြည့်ရှိသောကြောင့်ဖြစ်ခြင်းတို့ရောက်လာကြ၏ကဲအပိတရားဒီတယောက်တော်သူအပိတရားဒီတယောက်တော်သူဆိုတာပထမဘုသူစီကနေဝင်တယ်ဧဝတယောက်တော်သူဆိုတာလေအဲ့ဒီတယောက်တော်သူကနေအာတန်စီဝင်ပြီးမှလောကထဲဝင်သွားတယ်ဘယ်ထဲဝင်သွားလဲလောကကဲဖယားဖန်စီချီစီမကင်းနေပြောပြမယ်အဲ့ဒါတိဖွားတယ်ကဲအဲ့ဒါတိဖွားတယ်ဟိရှာယ45ဆက်ရှိဆက်ရှိဘုံကောင်းကင်ကိုဖန်ဆင်းတော်မူသောအာရဖေယမြေကြီးကိုဖွင့်ဖန်ဆင်း၍အမြဲတည်စေတော်မူသောအရှင်ရပြီမူကောင်းကင်ကိုဖန်ဆင်းတော်မူသောဖေယမြေကြီးကိုပြုပြင်ဖန်ဆင်း၍အမြဲတည်စေတော်မူသောဖေယယာယီအတွက်လောက်တလားအမြဲတည်ဖို့လားအမြဲတည်ဖို့ဒီကပါလေအမြဲတည်ဖို့ကဲဖေယကဒီနေ့သူ့နာမည်ကထာဝရဘုရားသူ့နာမည်ကဘာလဲဒါဆိုရင်ထာဝရတည်တဲ့နော်ထာဝရတည်တဲ့ဘုရားကထာဝရတည်တဲ့ဘုရားကဖြစ်တယ်လို့ကမန်ကရလုံးမလားအမြဲတည်ဖို့လုံးမလားအမြဲတည်ဖို့လုံးမယ်မဟုတ်လားပုဂ္ဂိုလ်ကယာယီဘုရားလားအမြဲတည်တဲ့ဘုရားလားထာဝရဘုရားကယူယူဖျားလားအမြဲတည်တယ်ဖျားသူ့နာမည်ကထာဝရဘုရားသူ့နာမည်ကဘာလဲ
တာဆိုရင်သာဝရဘုရားကယာယီလုံးလားအေးလုံးတနာသာဝရတီကိုလုံးတာဒါကြောင့်ဒီမှာကြည့်ဒီပြုတ်ပင်နဲ့ဒီကပါပြုတ်ပင်နဲ့ကပါကယာယီတွက်လုံးလားအမြဲတည်ဘူးလားဒါပေမဲ့ဒီမှာကြည့်ဒီကပါကိုခမရတို့တော့ပေါ့ပြောလားဒီကပါကိုအုပ်ဆိုးလို့နိုင်လို့ဆိုတာပဲမလဲနော်အေးဒီမှာဒီကပါကိုအုပ်ဆိုးလို့နိုင်လို့ဆိုတာဘသူကိုတောင်းအနေလဲလူဒါဆိုရင်ဒီကပါရဲ့ပိုင်ရှာဘသူလဲလူလက်ထအားလိုက်ပြီဖန်ဆင်းပြပါလေပိုင်ရှင်လို့ခိုင်းလိုက်တာအုပ်ဆိုးလို့နိုင်လို့အနာလွဲပြတာလေဒီကပါရဲ့ပိုင်ရှင်ကလူရှိတဲ့မြောက်အုပ်ဆိုးပါဆိုတာလေဒါကြောင့်ဒီကပါကိုစာတန်အစီကိုတရိစံထဲကနေဝင်လို့လည်းမရပိုင်ရှင်စရာဝင်မှမရတယ်လေမိကြီးတဲ့ကနေဝင်လို့လည်းမရဘူးဝင်တော့ကလူစာတန်ကတိတယ်ဒါကြောင့်အပိတရားဒီတယောက်တော့သူအပိဤလောကတော့ဝင်ပဲဝင်လဲဤလောကဘယ်မှာဝင်လဲဤလောကဒါဆိုရင်လူစီကနဲ့ကပါစီဝင်သွားတာအေးဒါဆိုရင်ဒီကပါအမြဲတည်ဖို့ဖန်ဆင်းတဲ့စီမံကိန်းကိုပြတ်သွားလားပြတ်သွားတယ်ဒီမှာကြည့်ပြတ်သွားတဲ့ကြောင့်ပါလာဆိုဒီမှာနိပေအခန်းကြီးတော့ခွန်ကြီးပြန်သွားရအောင်เฮ้ยผ้าไหมผ้าไหมผ้าไหมเมียผ้าไหม La santé allemande que c'est pas mieux d'ailleurs. Nous ne pouvons pas avoir tout parler chez Michel Chin à Port-Yona. ဒါဆိုရင်အခုကျွန်တော်နေတဲ့ကဘာကပြတ်ဖို့ရှိလားရှိလားအေးပထမဖန်ဆင်းခြင်းစီမံကိန်းကပြတ်ဖို့ရှိလားရှိအဲ့ဒီပြတ်စီကပေကလည်းစာတန်စီကလာတယ်ပေကလည်းလာလဲစာတန်စကနာထုံပြတဲ့တဲ့အစိတ်ကပါတဲ့ဝင်သွားတာလူစီကလည်းလေကဲအဲ့ဒီခမရတို့တော့ပုံကိုပြောပြမယ်ပေပစီမစုတတန်ရှိလူတက်တန်းရှိလားလူတက်တန်းရှိလားတရိษံတက်တန်းရှိလားတိပင်ပန်းပင်အယောက်တူတက်တန်းရှိလားကားရောမမိုင်ပေါင်းတလောက်မောင်းပြီလေတက်တန်းရေးထားမလားဒါဆိုရင်ပေရံဆိုတက်တန်းရှိလားရှိပါတယ်အဲဒီတက်တန်းကပြန်တဲ့စာတန်စီကလာအဖြစ်ပြတ်ခုပြောပြမယ်နော်တက်တန်းစီသွားပြီဆိုမရဘူးဟိုမှာလေကာตายาဆိုပါတော့အဲ့ဒီကာตายาကမတုံးပဲနဲ့တက်တန်းစီသွားတဲ့ตายาရှိတယ်အတိလေဆက်ရောတဲ့ထိုးပြီးမှပနနီအမခံဆိုတာစထုတ်ကြတယ်နဲ့မှထားတာနိုင်ပြစ်သွားတာနဲ့အဲ့ဒီตายาကတုံးလို့မရတော့တက်တန်းစီသွားလို့အတိဆက်တင်လိုက်မချရင်ပေါက်သွားတယ်အဲ့ဒါတက်တန်းပြစ်သွားတယ်နမူနာပြောပြမယ်ကဏီတာနိုင်ငံမှာလီပိုက်တော့တရော့လေသူတို့လီတင်တန်းတက်တဲ့ထဲမှာလေရမဲ့ပစ္စည်းတွေလေအလွတ်ရောက်ကြတယ်ထိုင်ဆွဲနေလေလီရင်အားတယ်မလားဒီပိုက်လုံးကိုပနေနာပေရမှာလဲရမှာဆိုတာလေအကုန်လို့အလွတ်ရောက်ကြတယ်ဒါနဲ့တနည်းကြတော့စီပြောင်ပိုက်တပ်ပြိုင်နဲ့မလဲခိုင်းဘူးအဲ့ဒါလဲမဲ့မြုပ်ကိုရောက်သွားပြီးမှဖုံးခေါ်တယ်ကျွန်တော်လီစီပိုက်ပေါ့နော်စီပြန်ပိုက်လေဖူရောက်လာပါတယ်ဒါနဲ့ဆက်ယုံကပါပြောဆိုရင်မထုတ်တာဘူးကျူမာရတယ်ကျူလေပေလာပေရက်ဆိုလာနေချီကျူမာရတာအဲ့ဒီထုတ်ထိုင်တက်တန်းကုန်သွားလို့လေမထုတ်ဘူးအဲ့ဒါကျူမာရတယ်ဆိုတော့သူကပတ်ထမဆိုတော့မကြည့်ဘူးထုတ်ထားတာမှလို့လေ
တာနဲ့ထိုင်ဆောင်နေတော့သူတကယ်ချင်းကတကယ်ချင်းနဲ့ဦးရောပါတော့မဲ့ခကြီးတဲ့အများနေတယ်မိလီပြက်တာမှမဟုတ်တာတက်တန်းကုန်လို့ပဲလေတစ်ခေါက်လို့ရမှာပါဦးရောပါတစ်ခေါက်လို့တော့ပြပါဆိုတော့သူကြင်ညာပြမှာခကြီးတဲ့အပြစ်တင်ပြမှာဦးရောပါကိုခကြီးပြတော့ပြင်းလေတင်ရောက်လာနဲ့အဲ့ဒီစီပြန်ပိုက်ကပေါက်သွားတယ်ဟာစီကြည့်လို့ချိန်မှာတက်တန်းကုန်တဲ့ဘက်ကတင်ကြီးထဲရောက်သွားတယ်လေအပြစ်ရှိတဲ့ဘက်ပြန်ပို့တယ်မကြခင်ရောက်သွားတယ်他不的要到的地方，这边拜宝呢，报道是第一种，有人啊，都苦苦下边嘛，心多嘞，可以得的地嘞，施工看你嘛嘞，要多了，这个巴龙得来多，雷音拜落阿龙烂多嘞，对啦，啊，对种是了嘞，哈，这个俺顶他了，来对吧啦说嘞。တင်ကမ်းစားတာတင်လာလက်တွေ့မကြုံဘူးတော့လေပေါ်စားလာလေသူ့ကြောင့်အကုန်လုံးကဒီပဲလုံးတီးသွားပြီကိုလင်းကိုပေရမှာတက်ကုန်လို့ဆိုတာလေအတက်ပြန်ဝင်လာတာလေအဲ့ဒီစက်ရုံကနေတော့ထုတ်လာပြီးပြန်ပို့ပြီးမှပဲပြန်စင်ပြီးမှပြန်တင်သွားဒါကြောင့်စီပနနာစီကပ်ပုံပေါ်မှာတလောက်ခဲအဲ့လိုလေသူနာကြီးနဲ့ချိန်ပြီးရောက်ပြီးမှထုတ်ရတာတက်တန်းကုန်သွားတာအဲ့ဒီတက်တန်းဆိုတာပေကနဲ့ဆိုစာတန်စီကနဲ့ဘယ်သူဆရာလာလဲစာတန်နာနေကတေနီလို့ခေါ်တယ်ဘယ်လိုခေါ်လဲခိကိုစနာစနာဒီကော အခန်းကြီးစငါအငယ်ငါစငါဦးသိမင်းတင်ဤလက်နက်တီအပေမရှိတယ်ဦးမရနာနာနိုင်ငံတင်ဤအောင်ရှင်းတယ်အပေမရှိတယ် ကဲတေမီဦးတေမီစာတန်ကသူ့ဟိုပြင်ပဲဟိုအကြီးဆုံးပေါ့မင်းပဲမင်းဆိုတာအကြီးဆုံးပေါ့နော်ပြင်ပဲဒါမဲ့ပြန်ပါအကြီးဆုံးဆိုတေရညာအကြီးဆုံးတေရညာလေတေရပြင်ပေါ့ဒါကြောင့်ဒီကပါမီကြီးကဒီမှာကြည့်အပိတရားဒီတယောက်တော့သူအပိလောကတော့အပိရှိတော့တော့တည်ချလို့ရအေးအဲ့တော့လောကလက်တည်တယ်လူလက်တည်တယ်ကဲလူအဖတူပုံတရံလို့ပြောတယ်ဖျားပုံတရံထဲမှာရှိတော့အရာညာနေနဲ့ပြောပြနော်ဖျားမှာဖြစ်တာဒီဖြစ်တာဖျားမှာရှိတာဒီထဲမှာရှိတာပုံတရံလို့ခေါ်တယ်ဒီမှာဖျားဖုံးရှိလားဖျားဖုံးရှိလားဖုံးရှိလား glory အေးရှိတယ်လူလည်းဖုံးရှိတယ်ဖျားမြင့်မြတ်လားမြင့်မြတ်တယ်လူလည်းမြင့်မြတ်ဖျားဆုံးလင်းလားဆုံးလင်းတယ်လူလည်းဆုံးလင်းတယ်ဖျားဟာအာနာရှိလားလူလည်းအာနာပေးထားတယ်ဥဆိုးတော့နေတော့ဖျားပညာရှိလားရှိတယ်တတိဆံဟိုတမြနာမေဖျားမမေဘူးအာနာမေတာလေထဲပေးထားတာလေအေးအဲ့ဒါကပါဆိုအာနာပညာရှိတယ်ဖျားထာဝရတည်တယ်လူလည်းထာဝရတည်ပါစင်လားအေးဒါမဲ့လွတ်လပ်ခွင့်ပေးထားတယ်ဒီနေ့ဆန္ဒပေါ့နော်ဆန္ဒကတော့မချုပ်ကြဘူးနော်လွတ်လပ်ခွင့်လို့ပေးထားတယ်ကဲအဲ့ဒါပုံတရံထဲမှာရှိတော့အရာများကောဘယ်ထဲမှာရှိတဲ့အရာလဲပုံတရံထဲမှာရှိတော့အရာများကောင်းလားကောင်းလားဖျားချမ်းသာတယ်လူလည်းချမ်းသာတယ်ကောင်းလားကောင်းတယ်ဖျားထာဝရတည်တယ်လူလည်းထာဝရတည်ကိုပါစတာကောင်းလားကောင်းတယ်ကဲပုံတရံထဲမှာမရှိတော့အရာများပြောပြအပြည့်မရှိဘူးဦးချင်းမရှိဘူးဖြားနာချင်းမရှိဘူးတေးချင်းမရှိဘူးကောင်းလားမရှိရရကောင်းလားကောင်းတယ်မဟုတ်လားဖြားနာချင်းမရှိဘူးလေကောင်းလားကောင်းတယ်ဦးချင်းမရှိဘူးကောင်းတယ်တေးချင်းမရှိဘူးကောင်းတယ်ကောင်းလားကောင်းတယ်ရှိရရကောင်းလားကောင်းတယ်မရှိရရကောင်းလားကောင်းတယ်ပေါင်းလိုက်ရအလုံးကောင်းတယ်ရှိတယ်မြလေအပြည့်နာစာမရှိဘူးအဲ့ဒါကအရာပြထားတယ်အေးအဲ့ဒါကပုံတရံထဲမှာရှိတယ်ရကဲအမြန်ဆုံးသွားမယ်နော်ယောမ
3 14 ဘာမှ3 30 15 ကျန်းစာလာဒီကဖြောင်းမတော်သူမရှိတယောက်မျှမရှိနားလည်တော်သူမရှိဘုရားသခင်ကိုရှာတော်သူမရှိလူအပေါင်းတို့သည်လမ်းလွဲကြပြီတဏှိတညွတ်ဒီအတုံးမရတော်သူဖြစ်ကြပြီကောင်းသောအခြင်းကိုသင်တော်သူမရှိတယောက်မျှမရှိ ကဲကောင်းတော့ကျင့်ကိုကျင့်တော်သူမရှိတယောက်မှာဗာလဲဒီမှာကြည့်လူထဲမှာဖရားရအကောင်းထဲထားတာအဲ့ဒီအကောင်းကိုအပြစ်တရားဒီတယောက်တော့သူအပြစ်ဒီလောကတို့အပြစ်ရှိတော့ကြောင့်သူအပေါင်းလို့ဒီတည်ချင်းလို့ရောသူကနှမျိုးတင်တယ်ပြောပြမယ်ပထမပါတီဆိုအာတံဧဝထဲမှာထဲတာဖရားရအကောင်းအရင်ပါတီလဲဖရားရအကောင်းလေဖရားထဲတာတဲ့အကောင်းကိုအရင်တည်တယ်ပြီးခန္ဓာကိုတည်တယ်တဲ့လားချက်ချင်းတည်တာဖရားရအကောင်းတည်တာဟုတ်လားကဲအပြစ်လို့ဖို့ကျင်တတ်တဲ့ဆရာတို့ငါတနည်းအပြစ်ဒီလိုလုပ်ရတယ်တင်တတ်တဲ့ဆရာမလို့ပဲတက်တယ်မလားအလူလိုမကောင်းတာရှင်သွားတယ်မကောင်းတာကလည်းရှင်သွားတယ်ကောင်းတာတည်သွားလို့ဘာလို့တည်သွားတယ်လဲဆိုဒီမှာလူကပစုချာစာတာတာတော့ဖြစ်တယ်တော့ဆုံးချပိုက်ညရတယ်ယောဟန်ရှိဒီစလီအဖပီနာနော် ဘာရှိ လေးစလေး သင်တို့သည်သင်တို့၏အဘဤဟုသောမနက်မှဆင်းသက်ကြ၏သင်တို့အဘဤအလိုတို့လိုက်တတ်ကြ၏မနက်သည်ရှိဥစွာမဆာ၍လူအသက်ကိုတတ်တော်သူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မတည်ဘူးသူသည်မူတာစကားကိုပြောသောအခါမိပဂိတိုင်ပြော၏မူတာစကား၌ကျင်လည်သောသူဖြစ်၏မူတာဤအဘလည်းဖြစ်၏ ကဲတင်တို့ဒီတို့အဖတူတော့မနာမစင်တဲ့ကြတယ်ဒီတို့အဖလူလိုက်ဒါဆိုရင်လူပထမကအာရန်ဖေတူလဲဘုရားအာရန်ဖေတူလဲဘုရားတာကနဘသူတာဖြစ်သွားတယ်စာတန်တာဖြစ်သွားတယ်ကောင်းပြောင်းသွားတယ်အာလုံးဦးနောက်ထဲမှာတည်မယ်ဆိုတာရှိလားရှိတယ်အားကြောင့်လဲဆိုရင်ကောင်းပြောင်းသွားတယ်ဖယားတာဖြစ်တဲ့ချိန်မှာတည်ဖို့မရှိဘူးစာတန်တာဖြစ်မှာတလောကလုံးတည်ချင်းစာတန်ကဒီကဘာကြီးကိုဒီမှာပိုက်သွားတာကဲတာဘူးခြံထားလို့ရအောင်တော့ဆုံးရတယ်နည်းနည်းရလာယောဆက်ချအနေဆက်ရတယ်အစင်မတိတော့ယောဆက်ချစတိနာ လောကကိုအစိုးရတော်မင်းသည်အပစ္စည်းရင်ချင်းကိုခံရသောကြောင့်အပစ္စည်းရင်ချင်းကိုခေါ်ရဆုံး ကဲဤလောကဒီကပိုင်ရပတူပိုင်တော့လေ စာတန် ဤလောကကိုဆူရတော့နေဒါကြောင့်ဖယားဥဆူလို့နိုင်လို့ဆိုတဲ့ကပါကနေစာတန်ဥဆူတဲ့နိုင်ငံဖြစ်သွားတယ်လူကတူတာဖြစ်သွားတယ်စာတန်တာဖြစ်သွားတယ်ကဲပြောပြမယ်နည်းနည်းနော်စာတန်ရောအကြောင်းကြီးပြောမယ်စာတန်ကအရင်ကကောင်းဖြစ်တယ်အရင်ကဘာလဲ ကောင်းပြီတမ သူ့ကိုဟိုထူဆောင်တော့တစိဆိုရရာထုတ်ပေးထားတယ်ပညာပေးထားတယ်တကူပေးထားတယ်အဲ့တော့ရာထုတ်ကတော့ဖြုတ်လိုက်တယ်ရာထုတ်ရတယ်ဗာလဲအဲ့ဒါမပေးလိုက်ဘူးပညာနဲ့တကူကတော့ပေးလိုက်တယ်သူကအာနာလို့ချင်တာအဆိုးတရားလို့ချင်တာလေဒါနဲ့ဘုရားကပေးလားအာနာကတော့လူကိုပေးတာဘုရားကဥဆိုးလို့နိုင်လို့ဆိုတာလေအာနာကတော့လူပေးတယ်ဒါနဲ့လူကဘုရားစကားနားထောင်လားစာရန်စကားနားထောင်လားစာတန်စကားနားထောင်တဲ့အချိန်ကလည်းစာပြအာနာလည်းစာတန်လည်းတယောက်စာတန်မှာတုံးမျိုးရသွားတယ်ဒီမှာကြည့်အာနာလည်းရသွားတယ်တကူလည်းရတယ်ပညာလည်းရသွားတယ်လူကပလာဖြစ်သွားကဲဒါကြောင့်ဘာလို့လဲဆိုရင်
တီကပါကိုဘယ်သူပိုင်သွားလဲစာတန်ပိုင်သွားတယ်ကဲထပ်ပြောမယ်ကောင်းကင်ပုံကနေကောင်းကင်ပုံကနေကောင်းကင်တမန်တစ္ဆာဖောက်ပြီးမှတီကပါမီကြီးပေါ်မှာချလိုက်တယ်တီကပါမီကြီးကနေနော်စာတန်ကလူကိုဆွဲနှုတ်သွားတယ်လူကိုဆွဲနှုတ်သွားတယ်ခေါ်ထုတ်သွားတယ်နော်ဒီမှာကြည့်စာတန်စကားနာထောင်ပြီးမှစာတန်နောက်လိုက်သွားတယ်မဟုတ်လားအဲ့တော့ယေရှုလောကမှာလာတဲ့ရွေးချက်အကြီးဆုံးကစာတန်ကလူကိုခေါ်ထုတ်သွားတဲ့အတွက်ကြောင့်အဲ့ဒါကိုကဲဖို့ယေရှုလိုက်လာတယ်အာမင်အာမင်ကဲပြောမယ်စာတန်ကတင်ချင်ရဖို့ရှိလားဘာဖြစ်ချင်စိတ်ရှိလို့လဲဖျားဖြစ်ချင်စိတ်ဘာဖြစ်ချင်လဲသူအဖြစ်ခွလို့လားမခွလို့ဘူးကဲတင်ချင်လားကြိုးရှိလားမရှိဘူးဘာဖြစ်ချင်စိတ်ရှိလဲဒါနဲ့လူအလဲတော့မယ်လူလည်းဘာဖြစ်ချင်စိတ်ရှိနေစားဖျားဖြစ်ချင်စိတ်နဲ့ရှိဖျားဖြစ်ချင်တာတူတယ်ဒါမဲ့လူကတင်ချင်လားကြိုးရှိလားရှိတယ်ဘာကြုံလဲဆိုလူကအလင်ခံလိုက်ရတယ်တဘောဘောလားအလင်ညစ်သွားလို့အားတဲ့လူကဲဖို့လေယေရှုကိုကောင်းကင်နဲ့ဆွဲချရတယ်တဲ့လားလူကြောင့်ပေါ့နော်အားသွားတဲ့လူကဲဖို့တေတာတော့တေတယ်တဲ့လားကဲတင်ချင်းအောင်ကြောင့်ပြန်ဖွင့်ပေးလိုက်တယ်ဖျားကအဖြစ်စီရင်ချက်ပါလေစာတန်ကတော့ဘသူမှမတင်ပေးမနဲ့သူပင်ကူကနေဖျားဖြစ်ချင်စိတ်ရှိတော့သူ့တဲ့လမ်းကြောင်းရှိတော့ဒါမဲ့လူကတော့အလင်ခံလိုက်ရလို့လေတေတာတော့တေပေမဲ့ကဲတင်ချင်းလမ်းကြောင်းဖြစ်လာတယ်ကဲမနေ့ဖက်ကတော့အရေးကြီးတယ်နော်ကျေးဇူးချင်ပါနော်ဖျားကိုကျေးဇူးတင်တယ်